ကျွန်တော်လက်ကုံရက်လေးရနေပြီးတော့မိတ်ဆွေများအားလုံးကိုလက်ဆောင်စကားပြောကြားပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တော့အားချစ်သူမိဘပြည်သူများအားလုံးအတွက်ဘူတုဒတစုံတရာကိုလည်းတင်ဆက်ပေးတယ်ကားလေးတွေကိုများစွာရောင်းချပေးတယ်ကားလေးတွေကိုပြန်လည်ပြီးတော့အလဲထက်တွေလုပ်ပေးတယ်ကားလေးတွေကိုပြန်လည်ပြီးတော့များစွာဝယ်ယူနိုင်ခဲ့တယ်ဒါကြောင့်ဒီလမှာကျွန်တော်တို့ကားလေးတွေကိုများစွာရောင်းချနိုင်ခဲ့သလိုကားလေးတွေကိုများစွာပြန်လည်ဝယ်ယူပေးနိုင်ခဲ့တယ်ကားလေးတွေကိုအလဲထက်များစွာပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက်လူသားအကျိုးပြုတဲ့လုပ်ငန်းတွေကိုများစွာပြုလုပ်နိုင်ခဲ့တဲ့အလှူဒန်းတွေများစွာပြုလုပ်နိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ဝန်ထမ်းကလေးတွေကိုလည်းကျွန်တော်များစွာလစာတွေကိုပေးနိုင်ခဲ့တယ်ဒါကြောင့်မို့လူသားအကျိုးပြုတဲ့လုပ်ငန်းများကိုလှုပ်ဆောင်ရင်းနဲ့မိမိဘဝမှာဖွံ့ဖြိုးတိုးတက်ပြီးတော့အောင်မြင်ကြပါစေစီးပွားရေးတွေဖွံ့ဖြိုးကြပါစေလူမှုရေးတွေဖွံ့ဖြိုးပြီးတော့ကျန်းမာရေးတွေကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့အတိတ်ပဲရှိသောလူသားအဖြစ်ရပ်တည်နိုင်ကြပါစေလို့ကဲအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရန်ကုန်မြို့ရဲ့ကဲစောင်းအေးတဲ့မင်္ဂလာနဲ့ခင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်လကုံရက်ဖြစ်ပါတယ်လကုံရက်ဆိုတာကျွန်တော်လတလကုံဆုံးသွားပြီလတလကုံဆုံးသွားကျွန်တော်တို့ကဒီဇင်ဘာလကိုမနေ့ပြန်ဆိုရင်ဒီဇင်ဘာလရောက်ပြီเนาะကျွန်တော်တို့အေဂျင့်တာယာလတဲ့ဒီဇင်ဘာလကျွန်တော်တို့နာမည်ကြီးတဲ့လဒီဇင်ဘာလကိုရောက်ရှိတော့မှာဖြစ်ပါတယ်ဒီလိုမျိုးလတလကုံဆုံးသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်လတလလုံးမှာကျွန်တော်လဘက်စာမေးပွဲကျွန်တော်တို့ငယ်ငယ်လေးတွေကစာမေးပွဲတွေကျွန်တော်ဖြေဆိုခဲ့ရတယ်လို့ပဲဒီလိုပဲလဘက်စာမေးပွဲလေးတွေကျွန်တော်စစ်တာပေါ့နော်ကျွန်တော်တို့အတွက်ဘာတွေရလိုက်တယ်လဲဆိုတော့ကျွန်တော်တို့ကုသိုလ်ပညာဥစ္စာဘာတွေရလိုက်တယ်လဲကျွန်တော်တို့ဘာတွေလုပ်ပြီးလဲဆိုတာเนาะကျွန်တော်တို့ပြန်လည်ပြီးတော့စမ်းစစ်ခြင်းကျွန်တော်စာမေးပွဲစစ်ခြင်းဖြစ်ပါเนาะဒါကြောင့်ကျွန်တော်တို့လတလလုံးမှာကျွန်တော်တို့ကိုယ်တိုင်ကောင်းမှုကုသိုလ်တွေကိုပြုလုပ်နိုင်ခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်ကျမ်းမာရေးတွေကိုကောင်းမွန်အောင်နေထိုင်နိုင်ခဲ့တယ်ကျမ်းမာရေးစီးပွားရေးတွေများစွာရှာဖွေနိုင်ခဲ့တယ်လူမှုရေးတွေကောင်းမွန်အောင်လို့ကျွန်တော်ဆက်ဆံရေးတွေများစွာပြုလုပ်နိုင်ခဲ့သလိုပဲစီးပွားရေးလူမှုရေးအိမ်တော်ရေးမှာလည်းအဆင်ပြေအောင်လို့ကျွန်တော်နေထိုင်နိုင်ခဲ့တယ်ဒီလိုပဲကျွန်တော်တို့လူတိုင်းမှာကျွန်တော်လဘက်စာမေးပွဲကိုစစ်ဆေးတဲ့နေ့ရက်တွေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့ကုသိုလ်ကောင်းမှုတွေပြုလုပ်နိုင်တယ်ကျွန်တော်အလှူဒန်းတွေများစွာမင်္ဂလာနဲ့ခင်းမှာအားလုံးအေဂျင့်ပျော်ရွှင်ပြီးတော့မင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါတယ်ဒီနေ့ကတော့လကုံရက်ဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးလတလကုံဆုံးသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့လာဇန်းနှစ်ပြန်ဆိုရင်ကျွန်တော်လာဇန်းဒီဇင်ဘာလာဇန်းကိုရောက်ရှိပြီเนาะကျွန်တော်တို့မြန်မာလူမျိုးတွေကဘာအရက်မှာမြန်မာရက်မှာနာမည်ကြီးတဲ့ဒီဇင်ဘာလကိုရောက်ရှိလာပါပြီဖြစ်ပါတယ်နှစ်ပြန်ဆိုရင်ရောက်ရှိမယ်ဒါကြောင့်မလို့အေဂျင့်တာယာစွာဖြင့်ရှိကြပါသေးလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နေ့စဉ်နေ့တိုင်းကျွန်တော်စီမှာကိုမိုးကားနုပညာစီမှာလာရောက်ပြီးအားပေးကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကျေးဇူးတင်စကားပြောပြရစီကျွန်တော်တို့တစ်လလုံးပေါ့နော်လာဇန်းကနေပြီးတော့လကုံထိလာအားပေးထားတဲ့မိတ်ဆွေတွေဒီလိုပဲလစဉ်လာတိုင်းလာအားပေးသလိုနေ့စဉ်နေ့တိုင်းလာအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လက်ဆောင်စကားအနေနဲ့ကျွန်တော်တို့လတလကုံဆုံးသွားတာဖြစ်တဲ့အတွက်လတလလုံးမှာမိမိတို့စီးပွားရေးလူမှုရေးအိမ်တော်ရေးကျွန်တော်တို့အတွက်ကျန်းမာရေးကလည်းလွန်စွာမှအရေးကြီးတဲ့အတွက်ကျန်းမာရေးကပထမနေရာမှာပါတယ်ဒါကြောင့်မို့ကျမ်းမာရေးတွေကောင်းကြပါသေးလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်တို့အတွက်စာမွေးဖြည့်တဲ့လတွေဖြစ်ပါတယ်လစဉ်လာတိုင်းကျွန်တော်ဒီလမှာကျွန်တော်တို့ဘာသာဆုံးအောင်မြင်အောင်လို့ကြိုးစားသလိုပဲလစဉ်လာတိုင်းမှာဘာသာဆုံးအောင်အောင်ကြိုးစားပြီးတော့မိမိဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်နိုင်ကြပါစေခင်ဗျာကျွန်တော်တို့ဝန်ထမ်းတွေကိုလည်းကျွန်တော်လစာများစွာပေးနိုင်တယ်ကျွန်တော်အလှူဒန်းတွေများစွာပြုလုပ်ပေးနိုင်ခဲ့တယ်လူသားအကျိုးပြုတဲ့လုပ်ငန်းတွေကိုများစွာပြုလုပ်နိုင်ခဲ့တယ်အလှူဒန်းတွေပေးနိုင်ခဲ့တယ်ဘာသာသာသနာအတွက်လည်းကျွန်တော်တို့အလှူဒန်းတွေပေးနိုင်သလိုကျွန်တော်တို့ကိုယ်တိုင်လည်းစီးပွားရေးတွေများစွာရှာဖွေနိုင်ခဲ့တယ်ဒါကြောင့်မို့လတလကိုကျွန်တော်တို့ပြန်လည်ပြီးတော့စာမွေးစစ်တဲ့နေရာမှာကျွန်တော်တို့ဘာသာသုံးအောင်ရန်အရေးကြီးပါတယ်ဒါကြောင့်မို့လစဉ်လာတိုင်းမှာကျွန်တော်တို့မိမိစီးပွားရေးလူမှုရေးအိမ်တော်ရေးနဲ့ကျန်းမာရေးတွေအဆင်ပြေအောင်မြင်ကြပါစေလို့ဒီနေ့ကျွန်တော်လကုံရက်လေးရနေပြီးတော့မိတ်ဆွေများအားလုံးကိုလက်ဆောင်စကားပြောကြားပေးလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်တော့အားချစ်သူမိဘပြည်သူများအားလုံးအတွက်ဘူတုဒတစုံတရာကိုလည်းတင်ဆက်ပေးတယ်ကားလေးတွေကိုများစွာရောင်းချပေးတယ်ကားလေးတွေကိုပြန်လည်ပြီးတော့အလဲထက်တွေလုပ်ပေးတယ်ကားလေးတွေကိုပြန်လည်ပြီးတော့များစွာဝယ်ယူနိုင်ခဲ့တယ်ဒါကြောင့်ဒီလမှာကျွန်တော်တို့ကားလေးတွေကိုများစွာရောင်းချနိုင်ခဲ့သလိုကားလေးတွေကိုများစွာပြန်လည်ဝယ်ယူပေးနိုင်ခဲ့တယ်ကားလေးတွေကိုအလဲထက်များစွာပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက်လူသားအကျိုးပြုတဲ့လုပ်ငန်းတွေကိုများစွာပြုလုပ်နိုင်ခဲ့တယ်အလှူဒန်းတွေများစွာပြုလုပ်နိုင်ခဲ့တယ်ကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ဝန်ထမ်းကလေးတွေကိုလည်းကျွန်တော်များစွာလစာတွေကိုပေးနိုင်ခဲ့တယ်ဒါကြောင့်မို့လူသားအကျိုးပြုတဲ့လုပ်ငန်းများကိုလှုပ်ဆောင်ရင်းနဲ့မိမိဘဝမှာဖွံ့ဖြိုးတိုးတက်ပြီးတော့အောင်မြင်ကြပါစေစီးပွားရေးတွေဖွံ့ဖြိုးကြပါစေလူမှုရေးတွေဖွံ့ဖြိုးပြီးတော့ကျန်းမာရေးတွေကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့အတိတ်ပဲရှိသောလူသားအဖြစ်ရပ်တည်နိုင်ကြပါစေလို့ကျွန်တော်လွန်စွာမှအရေးကြီးတယ်နော်ကျွန်တော်ပြောတဲ့စကားလေးအတိတ်ပဲရှိသောလူသားအဖြစ်ရပ်တည်နိုင်ပြီးတော့နိုင်ငံရဲ့မှာ
အားလုံးဖွံ့ဖြိုးတိုးတက်ပြီးအောင်မြင်နိုင်ကြပါသည်လို့ဆုမွန်အောင်တောင်းရင်းနဲ့ကိုမိုးကားနုပညာကားဆေးစင်တာမှမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကျွန်တော်တို့ဒီဇင်ဘာအကြိုလေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲဒီဇင်ဘာလမှာကျွန်တော်ပြန်လဲဆုံတွေ့ကြမယ်ခင်ဗျာ